ကွာအခုဇက်ဒီမှာဆိုအခုစဉ်းစားကြည့်နှစ်ပါးသွားဆိုတာစတိုင်းမကဘူးလား ကတယ်လေ အေးလေအဲ့ဒါရုပ်ထပ်ဖို့ထုတ်တော့ကောအခုဘာထူးမှတော့ဒီမျက်ခွက်ကြီးနဲ့စဉ်းစားကြည့်ဦးလေ ငါဘာတော့ အော်ကာချင်းကရင်ဇက်ဒီမှာအခုဆိုနောက်ပိုင်းမခါတော့ဟုတ်တယ်ကိုကနောက်ပိုင်းကိုကျွန်တော်တို့နောက်ထပ် generation တွေကိုနောက်ပိုင်းဘလူကရလဲဆိုကာချင်းကနောက်ပိုင်းကရမှာ ငါနောက်ပိုင်းသိတ်တန်တာမိမသုံးလောက်စကားမပြောလို့ငါမနဲ့ဖြတ်ထားတာ ဘာစကားပြောလဲ နောက်ပိုင်းကတော့ तू မကြည့်ချင်ဘူးတဲ့ ကြည့်မကြည့်နဲ့ तू ကြည့်ဖို့မဟုတ်ဘူးအဓိကနောက်ထပ်ခလေးငယ်တွေနောက်ပိုင်းဆိုတာဘလူကအဲ့ဒါမျိုးလေးဆိုအဲ့လို ရပါတယ်ပန်နီယာကျုံးစင်းမှာ မင်းအကြောင်းစင်နေမလေးကျုံစင် ငါကျုံးမင်းစင်းသွား နော်ဟုတ်လား နောက်ပိုင်းက အေးပါ ကမလေးနမိုင်း မောင်ကြီးရေ အေးနောက်ပိုင်းလေးလုပ်မယ် ဟေးဘောင်းလေး နောက်ပိုင်းလေးကမယ် အဲ့သူ့ညိရတယ်လေနောက်ပိုင်းက ကြည့်ရမလို့ကိုခေါ်ရတဲ့မင်းသမီးမဟုတ်တာတော့မှတွားလို့ရက်နေရတဲ့ကိစ္စကိုကကြင်တာပေါ့ စုမြပိုင်လားကွာစုမြပိုင်လားကွာ ကိုခင်လိုက်နေလားရှင် ကျုပ်ကလေအဲ့ဒါမင်းသားမင်းသမီးကိုခေါ်တဲ့ပုံစံမျိုးကျွန်တော်ပြောတာနောက်ပိုင်းဇက်ထုံ အတန်နှွေးနေတာ မနှွေးနဲ့နောက်ပိုင်းကမှစီတခါတည်းကလိုက် ခွေမာသားကြီးခွေမာသား မကိုက်ပါတဲ့ပြန်နေဘာဇက်ထုံကမှလည်းအရင်ဦးဆုံးပြော အော်နောက်ပိုင်းဆိုညီမလေးတို့မြောက်နင်ကလည်းညတညလုံးတိုက်ထားတာလေမမိတယ်မလား ဘိုင် ပြက်ဆက်ကိုတိုက်ထားတာလေ ပြတ်စက်မကနဲ့ နောက်ပိုင်းလေနောက်ပိုင်းကမယ်ဆိုတော့ကျွန်တော်မဗရာကိုဟာကိုသား မဗရာကိုဒါတာနေရာနေကိုဟာကိုတာ ကိုဟာကိုသားလည်းမရတော့ဒုံလုံးထမထရတော့ဦးတဲ့မ မဗရာကိုဒါတာကမှာ ဗရာကိုသားကမယ်ဟိုမဗရာလေးနဲ့ဒီကကိုသားလေးနဲ့ကမယ်လို့ ဟုတ်လေကျွန်တော်လည်းပါမှာလေကျွန်တော်လည်းပါလို့ရ မင်းပါလို့မရဘူးလေမဗရာနဲ့ကိုသားလေးနှစ်ယောက်တည်းပါဆိုမှ နှစ်ယောက်တည်းကိုကျွန်တော် မဗရာကိုသားသွက်လက်လို့မှမရှိနိုင်ဘူး မဟုတ်ဘူးလေကျွန်တော်ပါလို့ရတဲ့နေရာလေးပါလေအဲ့မျိုးလေးပါအဲ့လိုနောက်ပိုင်းမျိုးကလေမဗရာကိုတာတာကျွန်တော်ပါလို့မရဘူးပါလို့ရတဲ့ဇက်ထုံကိုကဇက်ထုံကြီးအများကြီးပဲ မင်းပါလို့ရတဲ့နေရာရှိတော့မှကြားမှလည်းရေးထားတယ်သွား ကျွန်တော်အိမ်သားတွေကိုပြောနေရမှာကျွန်တော်ဒီဇက်ထုံတွေမှာဝင်ပါခြင်းနဲ့အဓိကအ မလေးခက်တာပဲလို့နော်မင်းကိုထည့်ပေးရမယ်ဆိုရင် နေရာလေးကိုပေးရမယ်ဆိုရင် ဒီဇက်ထုတ်ထဲမှာထည့်ပေးရမယ်ဆိုရင် ရေးတဲ့ထဲဖို့လောက်စဉ်းစားနေဟိုဘက်လည်းမရှောင်ဒီဘက်လည်းမရှောင်ဘယ်နေရာသွားနေရမှန်းမသိဘူး အမလေးငါကြီးလေးကိုငါထည့်ပေးမယ် နေရာလေးချပေးမယ် နေရာလေးချပေး နေရာရဖို့ပဲလို့တာပဲ ဟုတ်ပြီအဲ့တော့ဒီဇက် ကျွန်တော်မင်းသားနေရာနေလိုက်ပဲ မင်းငါမင်းသားလုပ်ချင်လို့ငါနှစ်ပါးသွားကြတာလေမင်းကနောက်ပိုင်းကဆိုလို့နောက်ပိုင်း နောက်ပိုင်းညမှာအကွာနှစ်ပါးသွားကလို့ရကျွန်တော်မင်းသားဆိုတော့ပူနေမကြွတော့အဲ့မှာ သရောင်းသားထဲမှာတော့တချင်းရဆုံးပဲ ဘာမှမဆိုရသေးဘူးဘာမှမဆိုရသေးဘူးဘာလို့တချင်ရမှာတော့ ဖက်သက်မှာငါကမင်းလည်းပါလို့ရတယ်ဦးချိုတူတူဦးသားလောင်တို့ကခဲ့တယ်တဲ့လို့သိရမလားအေးအဲ့ထဲမှာမွေးပါလေမွေး ကျွန်တော်အကွာကျွန်တော်မင်းသားနေရာကပြီးကျွန်တော်တလိစားမွေတယ်မ မ ဟုတ် ဟုတ်ဘူးလေမင်းကလေအဲ့မဗရာကိုရာသားမှာမွေးရမိန် ဘယ်လိုမလို့ ဟာဟုတ်တယ်အဲ့မှာလေမင်းစတော့မသိဘူးလားအဲ့မှာမလီမဗရာလေးကခြံနေဆိုတော့ပြောတဲ့ကိုထင်းသွားခွေပါဆိုတော့ကိုရသားထင်းသွားခွေတယ်ကိုရသားထင်းသွား ရိုးတန်းတန်းပြောဇက်ကိုဓာတ်လဲအောင် တန်အောင်နားဆွဲအောင်လို့လေ့ကျင့်နေတာ စမ်းမနေနဲ့ ဆရာကြီးကဆဲမှာဆိုလို့ ဆဲဘူးလောက်ရိုးတန်းပြော ကြီးနကန်ပနကန်ရှောက်နေဆိုဆဲကမခုတည်းအတန်အောင်ညှိအောင်လို့လုပ် လောက်ရတယ် အမှကိုရသားတော်တဲ့ကိုထင်းသွားခွေတဲ့ခါကျတော့မွေရပေါက်မွေပေါက်တော့ကိုရသားတေးရောကိုရသားတေးတဲ့ခါကျတော့မွေနဲ့မင်းသမီးနဲ့ညောင်းဒါဆိုရင်ဟိုအကွာပြေးသွားတာမွေပေါက်လို့ မွေပေါက်လို့တေးတော့မှာ မင်းသမီးနဲ့မွေနဲ့ ဒါပဲအဲ့ကောင်မလေးကအဲ့လိုလုံးလုံးရှိရှိလေးဆိုကြိုက်တယ် အရှိရီကတည်းကဘာတွေပြောနေ မွေလိုလုံးလုံးရှိလို့သူချစ်တယ် အဲ့ လို့ သူနဲ့ကျွန်တော်နဲ့က မင်းတို့ကအစီလီကွညောင်ငါရှိရိုင်းနေပဲ โอเค မင်းကနောက်ပိုင်း နောက်ပိုင်းနေရာပါ နောက်ပိုင်းမှာမင်းနဲ့ဆက်သွားတော့မှာကိုရာသား ကျွန်တော်လည်းဘယ်နေရာပါလို့ မွေလေးလို့โอเคအဲ့တော့မင်းကမွေလို့မဆိုတော့ထဲမှာသွားဆောင်နေတော့ ကျွန်တော်မွေဆိုတာပေါ်နေမသွားတော့ပါဘူး ဟာ မွေတချင်းမွေရလဲတော့တချင်းလေးနဲ့တော့ မွေရတဲ့ချင်းအဲ့တော့မင်းသားလားမလို့မွေရတဲ့ချင်းနဲ့ မွေလဲသူကတချင်းလေးနဲ့တာတာပဲသူကကို ဟုတ်ပြီအဲ့โอเคမွေရလည်းငကားလို့ဘာလို့နေအဲ့ဟုတ်ပြီလက်စောပါဦးနေဟို မွေကလေးကျွန်တော်မွေဟောင်းကလေးဘလို့ကဲနေတော့လဲအမွေဟောင်းကလေးဘလို့ကဲ ကဲလေးနင်းမေအကဲလေးကမွေကလေးမွေ မသိဘူးရတဲ့တချင်းသွားတာလေဟာဒါလေးပါပဲအခုကြောက်ကမွေလို့ဆက်တာဘယ်လိုဆက်မှာလဲဟာ မွေဟောင်းလေးပါပဲ အမွေဟောင်းကလေးပါပဲအမွေကလေးပါ ဘာမှလည်းမရောက်ကလည်းက စမ်းနောက်တော့အဲ့လိုမွေနဲ့လိုက်မှဟာလीနောက်တော့ မင်းအမေစဉ်းစားပြီးဆိုမှငါဆိုပေးရမှာလား မွေခုံညအမွေခုံညကျွန်တော်လည်းအဲ့ဒါပဲ တေချာတင်းဆိုတော့သမင်းသွားစားနေတယ် ကိုပဲမြန်စားဆိုတော့လေကျွန်တော်မွေဟောင်းကလေးပါပဲလာပြီ မွေဟောင်းကလေးပါပဲမွေဟောင်းကလေးပါပဲလူတွေမြင်ရင်ပေါက်ချင်တဲ့လူတွေမြင်ရင်ပေါက်ချင်တဲ့အလုံးလဲကဘယ်တော့ပေါက်တော်ထဲမှာတော့စောင့်နေငါလားလာခဲ့မယ်
တော်တယ်ကျွန်တော်နည်းနည်းကြာမလား မကြောင်ငါမြင်လာခဲ့မယ် ပြီးတော့ကြာမယ်ဆိုရင်ကျွန်တော်တခါတည်းပြောအဲ့မှာ wifi တွေပါတခါတည်းဆင်ခိုင်းအောင် မွေတော်တော်ဝိုင်းပဲစင် တကောင်နဲ့နေတော့ပြင်းနေပြန်ခင်ဗျာလေ ငါ iPad လုံးဝယ်ပေးလိုက်မယ်တော့နောက်ဆက်မဗလာမဗလာ ကိုရာသားရေကိုရာသားရဲ့ အေးမဗလာကိုရတော့ချစ်တယ်လားလို့ ချစ်တာဗောကိုရာသားရေ လာပေါက်လိုက်ရမလားကို မလာနဲ့မြင်မယ်မနေနေ ဟုတ်လေအကိုကျွန်တော် ကိုလည်းမဆောက်မူလေးမဆောက်မူလေးမဆောက်တော့မဗလာလေး ကိုရာသားရေ အေးငါလည်းခီးရတဲ့နေတခါလေအဲ့လိုပြနေရ ဒီမကရင်ကျွန်တော်တခါတည်းပေါက်လိုက်ရတယ်ဟုတ်ပါမှာတော့ ငါခီးချင်းလိုက်တော့သူတိုင်ပတ်သွားအမလေးကိုချစ်တယ်လား ချစ်တာဗောလို့ မရတာအေးမရတာဒီမှာမရတာတွေတော့ပြန်ကုန်ပြီ ဒီနေ့ဟိုဒီမှာမွေးရှာထုတ်တာအဆင်ပြေလားအဲ့ဒါဗျ မင်းကမွေနဲ့အတူဆုံးအပိုင်းကမျက်လုံးပဲ ဒါကဒါ မင်းကမွေနဲ့အတူဆုံးအပိုင်းကမျက်လုံးပဲ ကျွန်တော်ဝေးဆိုတာဝေးကြတော့ စိတ်ဆင်းနေတယ်ကွာဒီသက်မှာဟောငါတို့ကဇက်တိုက်ထားတာကမတိုက်ထားတာရတာမဟုတ်မင်းတို့လည်းပြန်ပတ်သွားစိတ်ဆိုးထားပြန်တော့ပဲနားနေကြည့်နေဦးတော့မကောင်းပါဘူးမကောင်းလည်း အေးဘာလဲ မင်းသားလားငါမင်းသားလား ကိုမင်းသားလေးကျွန်တော်မွေနေရ မဗရာအမလေးကိုရသားလေးမဗရာကိုပေါင်းသိရတာအမတမအားငယ်လာတယ်မဗရာတို့ကချမ်းသာကိုရသားတို့ကဆင်းရဲမင်းအိမ်မှာကြုံဝနဲ့နေခဲ့ရတဲ့ကောင်ရှစ်လို့ဆိုပြီးယူလာတဲ့ခါကျတော့တော်တဲ့ရောက်နေ ဒါမပြောနဲ့လေမွေရနောက်ကပေါက်ဖို့စောင့်နေတာကျွန်တော်ယူလာသက်ရှိရလာလိုက်တော့ မင်းမင်းငါလာခဲ့ပြီတော်တဲ့ရောက်ရင်ပေါ့ရင်ပြီးရောမလားအဲ့တော့မဗရာစိတ်ဆင်းရဲကိုဆင်းရဲနဲ့မလေးကိုရသားနဲ့ပေါင်းရတာတနာလိုက်တာမဗရာမဗရာ ရပါလေမောင်ကြီးမမရာကိုရာသားကိုချစ်တာကို အမလေးချစ်တယ်လား ဝေပေါက်တင်တယ်ဗျ နေရောဘယ်လိုဖြစ်နေလဲဇာတာဘယ်ရောက်တော့မှမသိဘူးခဏလေး ဝေပေါက်ချင်လို့ပြောတယ်လေကျွန်တော်ဟိုစာသားတွေမရတော့ရင်အတင်းတော်ချိုးလိုက်ဝင်အဲ့လိုလာလိုက် အေးပါကဲလို့မဗရာဇာတာလေးတော့ဒီမွေးတစ်မျိုးကွာထွေးတော်ပြန်လိုက်လုံးနေလို့ရီပြမနေနင်တို့နင်လို့ ကိုရာသားရေကိုရာသားရေ နင်တို့ရင်ကျင်းသွားတယ် ဟုတ်လေ ရက်ပေါက်လေးကျင်းသွားတယ် နည်းနည်းလေးနေရာလေးချဲ့တာ ချက်ထားလေကိုရဲ့ ငါနဲ့လည်းတူးမနေ ဟဲ့ နဲ့ ကိုရာသားရေ မဗရာ မမရာကိုချစ်ရလား အ လို့ မလေးချေတာမဟေးရန်ချစ်ပိုးတွေဟာ အမလေးကိုရာသားရေ ဟေး မမရာဘိုက်တွေအောင်နေလို့ ဘာမှတော့မလုပ်ရဘူးဘယ်လိုဘိုက်ကအောင်နေဟာလေ မွေကြောက်ဖြစ်တာလားလို့ကျွန်တော်ကပြန်စဉ်းစားကြည့်တယ်ငါများဒီလိုပါ မင်းအဲ့မှာကျင်းရမှာမဟုတ်ဘူးလားငါရဲ့မွေလို့တော့ဟုတ်တယ်မလားငါရဲ့မွေဆိုကျင်းရမှာမလား ချိန်ရလားမချိန်ဘူးတဲ့ကိုမချိန်ဘူးတဲ့မချိန်ဘူးတော့မချိန်ဘူးတဲ့ ငါတို့ကပြက်လုံးပြက်နေတယ်သူကျူရှင်လာတဲ့နေတယ်လို့ဖြစ်နေတယ်ဟုတ်မှလည်း မွေကကျွန်တော်ကြောက်ဖြစ်တာလားဆိုတာအဲ့ဒါလေးတော့ဟုတ်တယ်နော် မဆိုင်ဘူးမင်းနဲ့မဆိုင်ဘူးမဟုတ်လားမလေး ကိုရာသားရေ ဟေးဘိုင်အောင်လို့လား ဟုတ်တယ်ကိုရာသားမမ မ ရာ လေး အောင်နေ မဟုတ်လားဘိုင်အောင်နေဆိုတော့အိမ်သာသွားကြမယ် ငါစီကိုလာဖိုင်းအောင်နေဆိုတာကလေးမွေခြင်းလို့အဲ့ဒါမှတော့မီးတွေပဲဖို့ချင်းတော့အဲ့ချိန်မှာကျွန်တော်ကဘာအကိုကျွန်တော်ပေါက်တက်မှာသေချင်းတော့သေ မလေးမဟုတ်လား ကိုရာသားရေ ဒီ ဟုတ်လေ ကျွန်တော်စီလာပြီးမှသေ မလေးမဟုတ်လား ကိုရာသားရေ ဘိုင်ဒီအောင်နေလား ဟုတ်တယ်ဘိုက်တွေအောင်လို့ကိုရာသားရေ မလီအဲ့ကြောင့်ငါပြောတယ်အချင်းနေတော့မဆန်းနေ ဆိုင်ဘူးအဲ့ဒါကြောင့်ငွေချင်တာ မဟုတ်လား ကိုရာသား ကိုရတော့ အေးဘိုက်လေကိုရာသား လူရအောင်မရဘူးမွေရပေါက်ဖို့စောင့်နေတာကြားလာ လာပြီ ညတော့ မဟုတ်လားဘယ်အောင်နေလား ဟုတ်တယ်ကိုရာသားရေဘိုက်တွေအောင်လို့ပါ အဲ့ဒါဆိုရင်ဘယ်လိုလုပ်ကြမလဲ ဘယ်လိုလုပ်မလဲကိုရာသားရေကောက်ကွင်းနဲ့သွားမလားယင် ဟမ် ကောက်ကွင်း ကော နဲ့ က် သွားမ နေ လား အနည်းလေးရှိလို့လားမသားမရတော်တဲ့သွားချင်းချိုးဆိုမှငါပေါက်တက်လို့ရမှာပေါ့အဲ့ဒါမှနေနေကောင်နဲ့ ဟုတ်တယ်မဟုတ်လားဘယ်အောင်နေတာလား ဘိုက်အောင်နေ ဒါဆိုရင်တော့မွေးစဉ်ဖွားချိန်တမ်းပြီထင်းနေနော်ဟုတ်ကလားခေါက်ကွင်းနဲ့သွားလို့ဝင်လိုက်မယ်နော်လောလောကူ မဆိုင်ဘူးအဲ့ဒီကောင်ဝင်နေနေပြင်ပြန်တော့ပါတော့လို့တော်တော်အဲ့မမွေရဘာ ဖွားရိုက်ပါဟိုတယောက်လည်းစိတ်အောင်တက်တာမစင်းရသေးဘူးဖိမရိုက်ပါနဲ့ ဘာကသေးနေလို့ ညဖိရိုက်တာဖွားမင်းအဲ့တော်ရောမရဘူးကြတော့ အာ အဲ့ဒီရနာတာပေါ့ ဟိုအဲ့ဒီနဲ့ကြရင်ကျဲမလားလို့ မြက်ပိုင်ချဲမှာကျေတော့ပြီလား အေးမဟုတ်လေကိုရာသား အေးရောက်ပြီလားမလီမွေးရနေခေါင်းကနေတော့ကျမကြီးရမကောင်းဖြစ်မယ်တင်နေ ကိုရာသားဟိုအရှိမစီးအောင်ရှိတယ်နဲ့တွေ့နော်ကို အေ ရာသား းဆေးဦးရှိတယ်နော်သွားလိုက်မယ် သွားနိုင်ကောင်းမစီးအောင် ရေရောမကွာပါနဲ့မသားမရဲ့တော်တဲ့ကိုလွတ်လိုက်အဲ့ဒါမှသူ့ငါပေါက်မှာ အေးရလို့ပြ တော်တဲ့ရောက်နေပါတော့ဒီဆေးကိုသွားကျင်တယ်မသားမသိသေးမှကလာတယ်မမူဘူးကပဲကတော့ဟာကမနေငါမဆဲနဲ့နော် နေပဲနဲ့ယောက်ျားတယ်မင်းမလို့မင်းအဲ့ဒီစမိုက်ကပဲခဲပဲ အမလေးကိုရာသားဟေး အေးမှတ်လား မမရာချမ်းလိုက်တာ ချင်းနေ ချမ်းလေ ချင်းကိုတော့ဂျင်းချက်ကင်ဝယ်ပေးမယ် ဟ
ချက်ချင်းဝယ်ပေးပါတော့မီးလုံးမို့တော်တယ်ခေါ်လိုက်ဝဲအဲ့မှာငါပေါက်မယ်လို့ သိရဲ့လို့တော်တယ်လာရင်မွေပေါအောင်မယ် နော်ဝေလို့သဘောမထားနဲ့ချင်းလို့သဘောထား ဟောအေးထင်းလေးကိုဆွဲမွေရပေါ့မနော်အဲ့ဒါမမတော်ထားခဲ့ပြီကိုရသားထင်းသွားခွင်မယ် ရှင်မခွင့်လို့လေကိုရာသားကြီး မလေးမခွင်နိုင်မတော်မမတော်သားပြီလေကိုရသားမမတော်နေရောပြောလိုက်တာ သေတာသေလိုက်တာသေနေမမတော်တာကိုပေါက်တတ်မှာပေါ့လာပါကျွန်တော်ပေါက်လို့ရမှာလို့ပြောနေတယ် လာမယ်လို့လာမယ် လာတော့ ဘယ်လိုဖြစ်နေရလဲမသိကောက်ကွင်းနဲ့မပါဝဲလို့နေမသိဒီမွေရ အကြောင်းလား ကောက်ကွင်းကိုကြော်ညာခိုင်းတာကောက်ကွင်းနဲ့မမွေရှိတယ်ဆိုပြီးမလာပဲနေဦးမယ်မသားရဲ့ ကဲကို ဘယ်ဘေးကိုသွားနေလို့စပိုးသားမပြန်သိမ်းသွားအောင်မယ်ဘေးသားမှနေမသားရဲ့မင်းကကောက်ကွင်းနဲ့ရောင်နဲ့ကောက်ကွင်းနဲ့မွေကြော်ကြတယ်မဘယ်သူမှမလာလို့ကတော့စပိုးသားပြန်သိမ်းအောင် ပုံဘူးလေမွေရမွေတက်တက်ကောက်ကွင်းနဲ့မဆိုင်ဘူးဆိုတဲ့ကြောင့်လည်းပြော အမလီကောက်ကွင်းရှိမှနေတာပါကောက်ကွင်းနဲ့မှမရှိပါဘူး အဲ့ဒီမပြောပါနဲ့လူရကိုပြောလိုက်ပါတော့ဒီမှာမွေရဒီလိုလုပ်ထားတာညောင်းနေတယ် အမလီကောက်ကွင်းရေ ဟေးမဟုတ်လေ အခြေကြီးဖြစ်နေပြီပါ မမလား မမလားအဲ့ဒါဆိုရင်တော်တဲ့ကိုကိုရသားထင်းသွားခွင်မယ် ဟုတ်ပါပြီမောင်ကြီး ဒီနောက်နေစောင်းနေပြီနော် မမလား လို့ အရေးကောင်းတဲ့အပေအောင်လေးမှာစောင့်နေမယ်နော်ကိုရာသား နော်တချုံတောင်းနဲ့ဘုံတောင်းလေးသွား ညံလေးတော့ဆူလိုက် အေးလာပြီဟေးဘာလဲငါကြီးလွယ်ခုံရမင်းကလည်းတိုက်တာတကူလေးဇော်ကြီးရတမျိုးကွာလေဖြတ်ပြီးတယ်ပြောမကောင်းဆိုမကောင်းနဲ့ အကိုနဲ့မကိုက်ဘူးဒီကလာကိုက်နေတယ်လေမွေကလာကိုက်နေတာ ညာဆိုကြရမှာလေမကောင်းတော့မဟုတ်ဒီတစ်ထုပ်ကပြည့်ရတော့မယ်ထင်ပါလေမန္တလေးကပညာရှင်တွေရှိတော့မှဆက်မခွန်းနဲ့ဘာလာကိုရတာအေးရကောင်းပါလေမဟုတ်ပါကွာတင်းရံပြီ အဲ့ဒါဆိုလည်းမဆိုးပဲနဲ့ငါအဲ့လိုပါ လည်းတော့ညာနေဝင်ငုံမယ်လို့နေစမှာပြီးမှမဟုတ်တော့ဘူးလို့အဲ့ခုနောက်စားပါမမချမ်းပြေဖို့ဟုတ်ပါဘူး ပြန်တိုက်ဝေးအောင် ငါတော့တင်အောင်မယ် ခဏကျွန်တော်မေးပြီးမှသွားဆိုအခုအစာလေးပြောလိုက်ပါကွာ မမရာမီးလောင်ဖို့နော် မီးလောင်ဖို့မီးတောင်ဖို့အမမီးလောင်ဖို့ မမရာမီးလောင်ဖို့ကိုရသာထိရှာပါလားမင်းလည်းအေးစေးတီးတီးလာမမြူးစိနဲ့ဒီကတည်းအရင်ပြောသွားလိမ့်ကဲ နောက်ပိုင်းဆိုတော့လေမမြူးလဲရတယ်ဒီလားနောက်ပိုင်းဆိုမမြူးလဲရတယ်အဲ့တိုင်းလေးကွာကောင်းနေတာ तू မကောင်းတယ်လို့ငါမကောင်းတယ်လို့မမဆောင်ဖြစ်နေတယ်မမရာထိရှာလို့ကိုရသာကမီးလုံးမဲပြော ဘသူအချာပြီးဘသူကလုံပါတော့သူ့အတွက်ဆံပေးရမယ်ခင်ဗျာလုံရမလို့ ငါတော့ရှာငါ့ကိုငွေပေါက်မှာပေါ့ तू ရှာမငါ့ကိုမပေါက်မှာလေ သူ့လာမငါပြန်မလွတ်လိုက်တော့ ဟာငါရှာမယ်ကဲကြားတယ်ဘုံတော့စုံနေကြားတယ်ကျဲမဲ့တော့ရှာတယ်မင်းတို့နော်မမရာလေးချမ်းနေရှာရုံပဲတတိသမီးလေးချင်းဝင်းမီမလောင်းလဲဝင်းမီမလောင်းဘဲမွေးမမေးမလောင်းမနဲ့မလေးငါတော့လိုက်လာလိုက် ဟာတော့ပေါက်လိုက်ပြီကျွန်တော်ရှိမလားနဲ့ပြင်မမှာဆိုဒီကိုပေါက်လိုက်တယ်လေခရက်မြန်သေး မွေလဲလို့ရှင်နေမွေစည်းကလည်းနားမလဲ ဟောမွေးစိကနားမလဲရပါ မွေဆိုတာကွာလေးကွာမာလေးမကိုပေါက်ရတာဒီနှစ်ဖူးတက်ပေါက်တော့ငါဖင်ကအစိတ်ကဖင်ကထွက်သွားမှာလား ဒီပေါက်လိုက်တော့မပြီးဘူးလား မဟုတ်ဘူးကွာလေးကမင်းမွေဆိုတာခွားကိုခဲရတယ်ကဲခွားစုံခဲတာစမ်း မရိုက်လိုက် ခွားစုံချီမလက်မကွာကြ အဲ့ဒါဆိုတော့ဟိုအောက်ကိုပြလေခင်ဗျာဘယ်ကိုပြနေတာ ငါလာခဲ့မယ်အေးစင်းနေစမ်းပါကွာ ကျစကြတယ်ဗျစောက် အမလေးတိတ်မိတ်မကောင်းညာအိမ်မက်လည်းမကောင်းနော်ညာအိမ်မက်မှာကောင်းစင်နေနေအမလေးကြည်သားမအောင်အကခွင်လုံးညို့မိုင်းလို့အမလေးရှက်စီတဲ့ပြက်လက်ခအိုးမိုချိုရပြဟေးဒီဆောင်ရင်ဟန်နေပါမစားလိုက်နဲ့အေးဘာသာပဲဒီငွေဟော နောက်ပိုင်းကျတော့မကြိုက်ဘူးဒါကျတော့ပတ်တီပြည့်နေတယ် တာစတိရှုံးမင်းသားလေး ကျွန်တော်ရှိလာလိုက်ပါဘာသားလဲတာနဲ့ခွေးသားမြန်လာလိုက် အမလေးကောင်းရဲ့ကိုရာသားနော်ထင်းရှာထောင်းမအောင်ကြည့်ချင်ဒီလို့အမလေး ကိုခင်လိုက်ခမရတော်တယ်သွားတယ်ဆိုလို့ကျုပ်လိုက်လာတာ နင်းမပြောလိုက်တော့ငါတော့ ခမရမိမပြောလိုက်တာပဲလေ ။အော်ဒီမသားမဇက်ကိုမတုံဘူး ဩသူနဲ့ကျွန်တော်ခုနလေးတွေ့ခဲ့တာအရေးကြီးလို့ အေးဘာလို့ အရေးကြီးလို့ကျွန်တော်ကြီးတော်ကြီးနေမကောင်းလို့ဗျာ ဟုတ်လား ကျွန်တော်မွေးတကောင်းလို့တယ် ဟမ် ကျမ်းမာရေးအတွက်မွေးတကောင်းလို့တယ် ။ဘာမွေးလဲ ဩလက်မွေလို့ ။နင်းမေလက်မွေး။နင်းမွေး အဲ
ဟောပေါက်ကြီးတို့ စပကြီးနမိတ်သဘောက်ကြီးရမှာလားဟဲ့စပကြီးမြတ်သဘောက်ကြီးရှိ လက်ဟောက်တို့ ငွေဟာဟာအ ကျွန် တော် တော်မွေးမျိုးသားတော့မသိဘူး